မင်္ဂလာညကြလဲပါခင်ဗျာ SCPP မြန်မာ channel ကနေပြန်လဲကြိုဆိုပါရခင်ဗျာကျွန်တော်အခုတင်ဆက်ပေးမယ့်ဗီဒီယိုကောင်းစလေးကတော့စိတ်ဓာတ်မကြပါနဲ့စိတ်ဓာတ်မကြပါနဲ့ဆိုတဲ့ဗီဒီယိုလေးကိုအစဉ်လေးဖြစ်နားဆင်လို့ရပါပြီခင်ဗျာအောင်မြင်နေတဲ့လူတွေရဲ့နောက်မှာမအောင်မြင်သေးတဲ့အချိန်တွေရှိခဲ့ဘူးတယ်ဆိုတာအမြင်မှတ်ထားပါစိတ်ဓာတ်မကြပါနဲ့ဘာကိုပဲလှုပ်လှုပ်အစပိုင်းမှာတော့ခက်ခဲတာအမှန်ပါဒီနေ့မှအလုတ်စဝေတာမျိုးကိုဝါဒနာပါတဲ့အရာကိုအခုမှစလုပ်ကြည့်တာမျိုးကိုလုံးဝမသိသေးတဲ့နေပယ်တွေကိုတွားရတဲ့အခါမျိုးစတဲ့အခုမှစလုပ်ရမယ့်အရာတွေကိုလှုပ်ဆောင်ရတဲ့အခါရေခုံစရာကောင်းတယ်လို့ကြောင်တောင်တောင်လည်းဖြစ်နိုင်ပါတယ်လှုပ်ရည်နဲ့ရင်းနှီးကျွမ်းဝင်လာတဲ့အခါတဖြည်းဖြည်းလွယ်ကူလာပါလိမ့်မယ်ဒါကြောင့်မို့အဲ့ဒီလိုအခက်အခဲတွေကိုတောက်ခံနိုင်ဖို့လိုပါတယ်ဖြစ်နိုင်ရင်တော့စိတ်ဝေစားတာကိုပဲလုပ်ပါဝါသနာပါတာကိုလုပ်တဲ့အခါအခက်အခဲတွေနဲ့ပြည့်စုံရလေကြော်ဖြတ်နိုင်တဲ့တတ္တိတွေကထွက်ပေါ်လာပါလိမ့်မယ်ဒါပေမဲ့တခါတလေအချင်းနေရမလုပ်ချင်တာတွေကိုလည်းလုပ်ရတတ်ပါတယ်အဲ့ဒီလိုအချိန်မျိုးတွေမှာတာတာမာမာနဲ့တောက်ခနိုင်ဖို့လိုပါတယ်တခုပဲမှတ်ထားပါဘဝမှာစိတ်မပါတာတွေကိုလုပ်ရတဲ့အခါတိုင်းအောက်ကစကလုံးတွေကိုသတိရပေးပါဘဝမှာလှုပ်ချင်သည်ဖြစ်စေမလှုပ်ချင်သည်ဖြစ်စေဘာပဲလှုပ်ရအကောင်ဆုံးလှုပ်ပါနောင်တစ်ချိန်အတိတ်ကိုပြန်ကြည့်တဲ့အခါနောင်တမရအောင်လုပ်ပါအနည်းဆုံးတော့အတွေ့အကြုံရပါတယ်အတွေ့အကြုံဆိုတာကပတ်စံနဲ့ဝယ်ယူလို့မရပါဘူးအချိန်တွေပေးဆက်ပြီးမှရတာမျိုးပါဒီတော့အခုချိန်မှာဘာပဲလုပ်လို့အကောင်းဆုံးလုပ်ဆောင်ပါစိတ်ဓာတ်မကြပါနဲ့ဘဝရဲ့အောင်မြင်ခြင်းကိုမျှော်လင့်လျက်ဆက်ကြိုးစားပါစိတ်ဓာတ်မကြပါနဲ့ဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်နားစီပေးခဲ့ကြတော့တယောက်ချင်းစီတွေကိုအထူးပဲကာတော့လေးစားပြုပါတယ်မူရေးကိုလည်းလေးစားပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေ